လူသားတိုင်းရှောင်လွှဲမရသောနောက်ဆုံးခီးတည်ခြင်းတရားတကားဝသို့ရောက်သောအခါ Bring stories to life with the Comic Library app. Learn about sacred pagoda histories and Dharma stories through တေဂာနီအချိန်တွင်ခြင်လာမိနမိတ်၃မျိုးရှိပါသည်မှောင်လိုက်တာအဲ့ဒီအရေးမဲကြီးတွေကဘာတွေလဲတကားကြီးဥကျော်စွာစိတ်ကိုငြိမ်ငြိမ်ထားပါအာယုံမနှောက်ပါနဲ့အခုတကားကြီးမြင်နေရတဲ့အရာတွေကတကယ်မဟုတ်ပါဘူးတကားကြီးရဲ့စိတ်အစဉ်ကဖန်တီးတဲ့နမိတ်တွေပါတေဂာနီမှာနမိတ်၃မျိုးထင်လာတတ်တယ်ပထမတစ်မျိုးကတော့ခံမလို့ခေါ်တယ်။တကားကြီးတစ်သက်လုံးလုပ်ခဲ့တဲ့အလုပ်တွေလုပ်ရက်တွေကိုပြန်မြင်ရောင်လာတာပါ။ကောင်းတာလုပ်ခဲ့တာတွေရောဆိုးတာလုပ်ခဲ့တာတွေရောရုပ်ရှင်ပြသလိုပြန်ပေါ်လာတတ်တယ်။တပည့်တော်ဖျားတည်ခဲ့တာမြင်ရောင်လာပါတယ်ဖျား။ကောင်းပါတယ်။အဲ့ဒီကုသိုလ်အာယုံကိုပဲမြင်းမြင်းစုပ်ကိုကင်ထားပါ။အကုသိုလ်အာယုံဘက်ကိုစိတ်မရောက်စေနဲ့ဒုတိယတစ်မျိုးကတော့ကံမနမိတ်ပါလို့ရမဟုတ်တော့ပဲအဲ့ဒီလို့ရနဲ့ပတ်သက်တဲ့ပစ္စည်းဝတ္ထုတွေပေါ်လာတာပါတဖဲ့တော့သင်္ကန်းတွေကိုမြင်နေရတယ်ဖေဟာလှူခဲ့ဘူးခဲ့ပန်းတွေကိုမြင်နေရတယ်ဟာမဟုတ်ဘူးသွေးဆုံးနေတဲ့ဓာတ်တစ်ချောင်းလဲပေါ်လာတယ်သတိထားပါတကားကြီးအဲ့ဒါအကုသိုလ်ရဲ့နမိတ်ပဲစိတ်ကိုအဲ့ဒီဘက်မပါစေနဲ့ဓာတ်ကိုမကြည့်နဲ့စောစောကမြင်တဲ့ဖျားပုံတော်ကိုပဲပြင်အာယုံပြုပါအရဟံလို့စိတ်แท้ကယူပါဓာတ်ပြောက်သွားပါပြီဖျားကြာပန်းကြီးပေါ်လာပြီနောက်ဆုံးတတိယအမျိုးအစားကတော့ဂတိနမိတ်ပါတကားကြီးသွားရမယ့်ဘဝတည့်ရဲ့နေရာဒေသကိုလှမ်းမြင်နေရတာပါပူလိုက်တာဟိုမှာမီးတွေတကားကြီးစိတ်ကိုဖျားကုံတော်ပေါ်မှာပဲတင်ထားပါဒါနာပြုခဲ့တာတွေကိုပဲတွေးပါမကြောက်နဲ့လှပလိုက်တာပန်းဥယျာဉ်ကြီးတွေရွှေပြာတကြီးတွေပေါ်လာပြီတပည့်တော်သွားတော့မယ်ဖျားမငိုကြပါနဲ့တကားကြီးကောင်းရာမွေရာရောက်သွားပါပြီတေကြီးတရားသည်အဆုံးသက်မဟုတ်ဘဝတစ်တစ်ခု၏အစသာဖြစ်သည်တင့်ဘဝ၏နောက်ဆုံးအချိန်တွင်ကောင်းသောနမိတ်များချင်ဟပ်စေရန်အခုအချိန်ကတည်းကကုသိုလ်ကောင်းမှုများကိုမမေ့မလျော့ပြုလုပ်ကြပါစို့Bring stories to life with the Comic Library app. Experience a world of stories right on your phone. Whether